မကဘန်းနာ shopping mall နဲ့9မိနစ်ကောင်းမအကွာမှတ်သာရှိတဲ့လန်စီလုံးချင်းအနည်းကိုကျွန်တော်လိုက်ပြပေးမယ်။တင်အင်အားဆိုရင် SCS diploma ကတောင်းဝန်ဆောက်လုပ်ထားပြီးတော့မှ3ထပ်ပါတဲ့အိမ်မျိုးစားပဲဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ဘတ်တန်း40ဝန်းကျင်ကနေစတင်ဝယ်ရမှာဖြစ်ပြီးတော့မှအခုပြတဲ့အကလုံးပါပြီးသားရှိုဟောက်ကိုဝယ်မယ်ဆိုရင်တော့ဘတ်တန်း60နဲ့ဝယ်လို့ရမှာပဲဖြစ်ပါတယ်။တင်အင်ရဲ့ဆက်ရဆိုရင်620 square meter ရှိပြီးတော့မှအရှိမဆိုတော့ကားပါကင်2စီးစာကောင်းရက်လို့ရမှာပဲဖြစ်ပါတယ်။ EV charging မှာတက်ဆင်ပေးထားပါတယ်ခင်ဗျ။အိမ်ရဲ့ဟိုဘက်ချမ်းမှာဆိုတော့ယူကန်ရှိပါမယ်။အိမ်ထဲကိုတစ်ချက်လောက်သွားကြည့်အောင်ဝင်ချင်းမှာဆိုရင် closet room နဲ့ common ထားလိုက်ရှိမယ်အရှိကိုဆက်သွားလိုက်မယ်ဆိုရင်တော့ open kitchen နဲ့ dining space ကတစ်ဆက်တည်းဖြစ်မယ်ကဲရမှာက living space နေရာလေးရှိပဲဗျဒီခန်းလေးကတော့ဂျင်ရွန်းခန်းပဲဖြစ်ပါတယ်ဟိုဘက်ချမ်းမှာဆိုရင်ရေရှုခန်းအင်တာရှိပါမယ်ဒီခန်းလေးကတော့ close kitchen ပဲဖြစ်ပါတယ်ဒီ project လေးရဆိုရင် UU လီကာရဲ့ဓာတ်လီကာရဲ့2မျိုးပါရှိမှာပဲဖြစ်ပါတယ်ဒုတိယထပ်ကိုသွားကြည့်အောင်အပြင်ဘက်မှာဆိုရင်တော့ AC ချေရရတဲ့နေရာလေးရှိမယ်ဒီခန်းလေးကတော့ရေရှုကအင်တာတွဲပါတယ် master bedroom ခန်းပဲဖြစ်ပါတယ်ဘေကွန်နီလည်းထားပေးထားပါတယ်ခင်ဗျဟိုဘက်ချမ်းမှာဆိုရင် TV ကြည့်ပြီး AC ချေရရတဲ့အခန်းနေရာလေးရှိမယ်ဆက်သွားလိုက်မယ်ဆိုရင်တော့ master bedroom ခန်းရှိပါမယ်တတိယထပ်ကိုသွားကြည့်အောင်ကျွန်တော်ရဲ့ညာဘက်ချမ်းမှာဆိုရင်တော့အခန်းတစ်ခန်းရှိမယ်ဘက်ချမ်းမှာဆိုရင်တော့ closet room ရဲ့ရေရှုခန်းအင်တာရှိပါမယ်ဘတ်တက်ပါထားပေးထားပါတယ်ခင်ဗျာဒီမှာဆိုတော့ space နေရာလေးရှိမယ်ဒီခန်းလေးကတော့ရေရှုခန်းအင်တာတွဲပါတယ် master bedroom ခန်းပဲဖြစ်ပါတယ်facility အနေနဲ့ကတော့ gym, swimming pool, co-working space နဲ့ garden တို့ပါရှိမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်